online journey ဒီနေ့ကစပိန်ကိုသွားလည်ထားတဲ့ vlog လေးပေါ့နော်ဒါဒီပုံလေးကိုမြင်လို့ရှိရင် Game of Thrones fan တွေသိကြမှာပေါ့နော်ဒါသူပထမဆုံးဗာလဲ Dragon Stone ရှိတဲ့နေရာပထမဆုံးခြေချခဲ့တဲ့နေရာလေးပေါ့နော်ဆိုတော့အဲ့နေရာလေးကိုဒီနေ့သွားလည်မှာဖြစ်ပါတယ်ဒီနေ့အဲ့နေရာလေးကဘယ်မှာရှိလဲဆိုတော့သူကစပိန်နိုင်ငံမြောက်ပိုင်းပေါ့နော်မြောက်ပိုင်းအဲ့ဒီဘေးပေါင်းမြို့ကနေပြီးတော့မှကားနဲ့45မိနစ်နိုင်ဝက်ကြော်လောက်ကားမောင်းမြို့သွားရတာပေါ့နော်သူကအဲ့လိုမျိုးကမ်းနဲ့ဆက်နေတဲ့ကမ်းခြေလိုမျိုးနေရာလေးပေါ့နော်သူကကျွန်းလိုမျိုးရှိတယ်ပေါ့နော်အဲ့ကျွန်းတောင်ထိပ်လိုမျိုးကျွန်းလေးပေါ့အဲ့ဒီဇက်ကားတွေကလိုမျိုးပဲသူကဘယ်လိုလဲကြောက်တုံးနေတဲ့တရားပေါ့နော်ကြောက်တုံးနေတဲ့ဒီဘက်ကျွန်းနဲ့ဟိုဘက်ကျွန်းကိုဒီဘက်ကမ်းခြေနဲ့ဟိုဘက်ကျွန်းဆက်ထားပါတော့အဲ့လိုမျိုးနေရာလေးဖြစ်ပါတယ်ဒါပေမဲ့ဇက်ကားတွေကလိုမျိုးတော့အမျိုးတောင်ထိပ်မှာနန်းတော်ကြီးအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲအဲ့ဒီနေရာဘယ်လိုသွားရလဲဘာတွေရှိလဲဆိုတော့လိုက်ပြီးကြည့်ပြကြပါအောင်ရှင် Good morning ဒီနေ့ကဒုတိယမြောက်နေ့ပါနော်။ဒါတော့တိုးကိုင်းနေဒီနေ့ရှောက်လဲဖို့ဘတ်ကားစီးလာတာ။ဘတ်ကားကမှတ်တိုင်မှာမရက်ဘူးခွဲတီလာ။ Stock clock ကိုနှိပ်တာပဲဟဲ့လားလေ။မရက်ပဲနေဘတ်ကားမှတ်တိုင်ကျော်ပြီးရောက်လာ။နောက်တစ်ခေါက်ပြန်စီးအောင်လေတိုးကိုင်းကခဏနေ8:45စုံမယ်လို့လောက်တာ။အခုက9:45ပေါ့နော်။နောက်တော့ဘတ်ကားတစ်စီးကိုဆက်ဆောင်ရအောင်ပဲခွဲ။ဘာလို့ဒီမှာမြူတွေကြာနေမှာနော်မြူတွေကြာပြရမှာဒီလိုဖြစ်နေပါတယ်ဘတ်မဆိုင်မှာတယောက်တည်းတီစောက်နေပါဒါစောတော့မစောတော့9:45 8:00ကျော်မယ်လားဆင်လာလို့ပဲဒီမထွက်ဘူးပေါင်နေနော်See you today by God so compare with more than 30 languages in the world, has similar things with language so far as Japanese, for example, or similar things with language so old as Mayas, but any comparison proves 100% where is the origin of this language. So please, if one day you will find it. 50 minutes if you are fit. Later on you will see how is the people. 50 minutes, 1 hour, and for some people 2 hours is not enough, okay? So please just check how fit you are and don't go down if you are not going to come back on time, okay? If you want to do anything, on the other side there is a very nice lookout here. But if you want to go down, just keep straight away those tails and there is one lookout. Come back and that is enough. If not, don't go here, just take on the right when you will see steps. It links where is the old road, and please be careful here because it's very slippery, gravel, and when it's wet, maybe slow down, okay? And here there is one barrier. Island သွားနေပြီပေါ့နော်ဒီကဘယ်လိုလဲဆိုတော့ Game of Thrones တွေကလေအဲ့ဇက်ကားတွေကကျွန်းနေရပါတော့ဒီဇက်ကားရိုက်ခဲ့တဲ့နေရာပေါ့ဒီမှာလမ်းတော့ဒီလိုမျိုးမြင်နေရရောနော်သူကနည်းနည်းတော့မတ်ဆောက်တယ် That's lucky todayမိုးမရွာတော့နော်မိုးမရွာလမ်းနေတိတ်မလျှော်တော့သေးတယ်ဆိုတော့တိုးနေလာတာဆိုတော့သူကဒါကိုတနာရီခွဲအချိန်ပြရပါတော့ကျွန်းပေါ်ကိုရောက်ဖို့အဲ့ဒီနာဟိုသွားဖို့တော့ကိုသူကလည်းစောနိုင်ဝတ်တော့လမ်းလျှောက်ရမယ်လို့ပြောရပါတော့ဆိုတော့ကြည့်တာပေါ့
အခုဒီမှာများပြထားရပေါ့နော်ကျွန်းသွားတဲ့လမ်းညာဘက်ပေါ့နော်အကယ်လို့ကိုကအဲ့ဒီတောင်အောက်ကိုဆက်ပြီးတော့မဆင်းနိုင်ဘူးဆိုလို့ရှိရင်ဘယ်ဘက်ကိုဆင်းပြီးတော့မှအဲ့ဒီနားမှာနေရာလေးတစ်ခုရှိရပေါ့နော်အဲ့ရနေပြီးဟိုဘက်ကျွန်းကြည့်လို့ရရပေါ့အခုကိုကအဲ့ဒီတောင်အောက်ကိုဆက်ပြီးတော့သွားမှာဆိုတော့ဒီကျွန်းကိုသွားဖို့တောင်အောက်ကိုပြန်ဆင်းရမယ်ပေါ့နော်တောင်အောက်ကိုဆင်းပြီးတော့မှဟိုဘက်ကျွန်းပြန်ပြီးတော့တက်ရမှာပေါ့နော်အခုတောင်အောက်ကိုဆက်ပြီးတော့ဆင်းနေပါပြီ So beautiful. Rakyat di Lemio Tawan itu lah. Lalu ya Paris, siapa ya lah boleh. Paste como que hay en el desierto que estaba. 그냥 찐찐이에요. 나야 지지가 so cute. Oh my god. Ajá, ¿dónde están las piedras? Que están mami cagando la jeta. La que van 10.000, 2.000, no sé. 끝다. 야 머리. 다 모여도 왜? I'm so happy. See, oh, it's so beautiful. Oh my god. Bên nào đấy? Không vào. Oh my god. I can't speak. Bên nào gió là đi. Em mua cho bé. Tao cũng bỏ. Cha chào cho bà đi. Tao sợ rồi. Oh my god. Mua lại kìa. Hello Lý. Cha chào. Tao ngóng mà bà. Tôi nhớ là sao ra làm gì. Đã là sao mà. Nhưng mà kia beach trọng điểm nghe tôi đi rồi.
Wait. Mới rồi. Thế đi nào đi có thay mà làm gì nó. Mà tao mới được phải thở. Tôi nhái thì bỏ tên này có tên chia. Okay. Oh my god. Nói gì đó. Chắc là có gì đó cái gì. Chắc là. It's a one place. Let me buy car. Ví dụ là gì? Quay đi mà là đâu á. Đi qua bên ta nào đó. Xin nó không để ta xin mà nó bịa là nó xin gió đâu thì mà mò. Oh my god. Quá. Ta số sao thoát này. Really. Tôi sẽ phải xử tay á. Oh my god. Finally bỏ vô vào về. Lưu lại đi mà. Ô tô được chưa? Đi mà in gì được chưa? Còn muốn gì còn này. Para mí es la mejor ciudad de la historia. East. Mình tông rồi. Không phải đâu ra chả. Cố cái ta sợ. Ở xe khỏe. Tao nói gọi cho cháu nó. Đó mọi người đàn em vào đấy. It's so nice, no? Oh my god. Nice view. So, lúa. Yeah, money. So, oh my god. Đi hotel Alexa nó đi mà là tê vô được khá vào nó. Là tê vô mà. Đi vô toàn nó đấy. Thì mẹ nên cái gì chứ mà phụ xí lấy. Mẹ nên cái gì chứ rồi. Hay là một bao nhiêu xí chứ sau này mà mẹ nên video đồ cái này là lại. Chỉ lại. Họ chứ tôi nói thiệt view nha chị rồi à. Anh đang đi hotel khang này đi. Anh đang mà đi mà nó xin ra sao nó. Anh mới cũng là xong số mà.
အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုတိုးကက်ကဆက်ပြီးတော့နောက်ထပ်မြို့ပေါ့နော်၃မြို့ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်။အကယ်လို့စိတ်ဝင်စားလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့ကြည့်လို့ရပါတယ်။အားလုံးပဲ Moika Nakami